စိတ်ခံစားချက်နဲ့ပတ်သက်တာဝေဒနာခန္ဓာစိတ်မှတ်သားချက်နဲ့ပတ်သက်တာသင်္ညေခန္ဓာစိတ်ရဲ့လှုံ့ဆော်မှုတွေနဲ့ပတ်သက်တာသင်္ခါရခန္ဓာစိတ်နဲ့ပတ်သက်တာဝိညာဉ်နဲ့ခန္ဓာဆိုအချင်းချုပ်လို့ရှိရင်ရှုံးနဲ့ပတ်သက်တာတစ်ခုနဲ့နာနဲ့ပတ်သက်တာက၄ခုခန္ဓာဒေသနာမှာမြတ်စွာဘုရားဟောတာအဲ့တော့ခန္ဓာ၅ပါးတဲ့မှာမပါတာတော့နိဗ္ဗာန်ပဲဖြစ်တယ်အဲ့တော့မယမှာလွယ်လွယ်လေးမှတ်ဖို့ဆိုတော့ခန္ဓာဖြစ်မှုရှိနေတာကတန်တရားရှုပ်ဖြစ်စေနာဖြစ်စေပေါ့ခန္ဓာဖြစ်တယ်ခန္ဓာရှိနေရင်တန်တရားခန္ဓာမရှိဘူးဆိုလို့ရှိရင်ခန္ဓာမဖြစ်ဘူးဆိုတာနိဗ္ဗာန်ပဲခန္ဓာဖြစ်ခြင်းမဖြစ်ခြင်းနဲ့ပတ်သက်ပြီးတော့ပြောခန္ဓာဆိုတဲ့နေရာမှာတတ္တလောကကြီးကိုကြည့်လိုက်လို့ရှိရင်ရုပ်သာရှိတဲ့ရုပ်ခန္ဓာသာရှိတဲ့သရဝမျိုးရှိသလိုနာမ်ခန္ဓာသာရှိတဲ့သရဝမျိုးလည်းရှိတယ်ရုပ်နာမ်နှစ်မျိုးလုံးရှိတဲ့သရဝမျိုးရှိတယ်ခွဲလိုက်ရင်၃မျိုးပဲရှိတယ်နော်ရုပ်သာရှိတဲ့သရဝနာမ်သာရှိတဲ့သရဝရုပ်နာမ်နှစ်ခုရှိတဲ့သရဝရုပ်နာမ်နှစ်ခုလုံးမရှိတဲ့သရဝဆိုတာမရှိဘူးအဲ့လိုကြည့်ရင်ရှင်းရှင်းလေးပဲနော်ရုပ်သာရှိတဲ့သရဝဆိုတာအတိညတဘုံကအတိညတပြမကြီးတဲ့ရုပ်သာရှိတယ်နာမ်မရှိဘူးသူတို့ကြတော့အရူပ၄ဘုံကပြမကြီးတွေကြတော့နာမ်သာရှိတဲ့ရုပ်မရှိဘူးခုခေတ်စကားနဲ့ပြောရင် body နဲ့ mind ပေါ့ body သာရှိတယ် mind မရှိဘူး mind သာရှိတယ် body မရှိဘူးအဲ့ဒီတတ္တဝမျိုးရှိနိုင်တယ်ဒါလည်းအမတ္တမထူးဆန်းတဲ့သမန်အနေထားနဲ့ဖြစ်တဲ့အရာမဟုတ်ဘူးသမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ရှုပ်တရားကို pause လုပ်ထားတာနန္တာရှိတဲ့တော့က pause လုပ်တဲ့ဆိုတာအခိုက်အတန့်တစ်ခုပဲနောက်တစ်ခါနန္တာရှိတဲ့တော့လည်းယုတ်တရားကို pause လုပ်ထားတယ်သို့မဟုတ်ရှုပ်တာရှိတဲ့တော့လည်းနန္တရားတွေကို pause လုပ်ထားတယ်ပုံမှန်အဖြစ်တော့ဆိုတာယုတ်လည်းရှိတယ်နာမ်လည်းရှိတယ်ပုံမှန်ပုံဒီမှာတော့ဆိုပါစို့လူပုံမှာဆိုရင်ရှုပ်တာရှိပြီးနာမ်သာရှိတဲ့လူဆိုတာမရှိဘူးနတ်ပြည်6ဓာတ်မှာလည်းယုတ်တာရှိပြီးနာမ်သာယုတ်တာရှိပြီးတော့နာမ်မရှိတာနာမ်သာရှိပြီးယုတ်မရှိတာဒီပုံဒီမှာမရှိနိုင်ငရဲတရိစ္ဆာန်ပြုတဲ့အတုရကဲဆိုတဲ့အပယ်လေးပုံမှာလည်းရှုပ်တာရှိပြီးနာမ်မရှိဘူးဆိုတာမရှိနိုင်သမထကျင့်စဉ်ကျင့်လို့ရုပ်ကိုမုံတီးပြီးတော့ရုပ်ကိုခိတ္တခဏတွေ့တမှုကနေဖယ်ထုတ်ထားတဲ့ပုဂ္ဂိုလ်ဒါတော့ထာဝရမဟုတ်ခဏဖယ်ထုတ်ထားတယ်လို့သူတို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားနဲ့မြတ်စွာဘုရားအလောင်းတော်ထွက်ပြီးတော့ပထမဆုံးတွေ့တဲ့ဒီသမထကျင့်စဉ်ကျင့်နေတဲ့ဆရာကြီးကအာလာရကာလမလို့ခေါ်တယ်အဲ့ဒီဆရာကြီးကအခုပဲရောက်နေတော့ဆိုတော့သူကျင့်စဉ်ရသူကရုပ်ကိုမုံတီးပြီးတော့ကျင့်တာဖြစ်လို့နံသက်သက်နဲ့အရူပပုံမှာဖြစ်နေတယ်သူကအချိန်တန်လို့ရှိရင်လေသူ့ရဲ့ life span ရသူဟာတန်တရားထဲမှာပြန်ရောက်လာအောင်မှာပဲ
အဲ့တော့အရူပပြမဆိုတာနာမည်ရှိပြီးတော့ရုပ်မရှိတဲ့ပြမတခါနာစားကြနာလဲဒီစိတ်ကြောင့်သွားကြနာလဲဒီစိတ်ကြောင့်အရာရာစိတ်ရှိနေလို့ဒုက္ခရောက်တယ်ဆိုပြီးတော့စိတ်ကိုမုန်းတီးပြီးတော့ရူပဝဆရဇံကိုကျင့်တဲ့အခါမှာပစ္စဝဇံရသွားတယ်ပြမကြတော့အဲ့ဒီပြမပုံမှာသူကရုပ်တာရှိပြီးနာမရှိတဲ့အတင်ညတအတင်ညတတ္တာအသိစိတ်မရှိတဲ့တရဝလို့ပြောတယ်ရှုပ်ကြည့်ပဲသွားဖြစ်တယ်အသိစိတ်မရှိပေမဲ့ရုပ်သက်ရှိတယ်သူကသစ်ပင်နေကြတော့အသိစိတ်လည်းမရှိဘူးရုပ်သက်လည်းမရှိဘူးသူတို့ကြသူကတော့ရုပ်သက်ရှိတယ်ကံ့ကြောင့်ဖြစ်တဲ့ရုပ်သက်ကလေးရှိနေတယ်သူကအဲ့ဒါကြောင့်မို့သူ့ကိုတရဝလို့ပဲခေါ်တာတရဝမဟုတ်ဘူးလို့ထင်မှဆိုလို့အသိညတတ္တတတ္တဆိုတဲ့စကားလုံးကိုထည့်သုံးတာတော့အဲ့ဒါတွေကသမထကျင့်စဉ်ရဲ့စွမ်းအားနဲ့ဖြစ်တာပုံမှန်ဖြစ်တဲ့ဟာမဟုတ်ဘူးပုံမှန်အားဖြင့်လို့ရှိရင်တော့ပိစောကာရ26ဘုံလို့ခေါ်ကြတဲ့အထင်ပဲပင်စဝောကာရဆိုတာပင်စဆိုတာငါဝောကာရဆိုတာခန္ဓာ၅ပါးရှိတဲ့ဘုံက26ဘုံရှိတယ်30ဘုံနဲ့မှာဧကဝောကာရယုတ်ခန္ဓာတစ်ခုသာရှိတဲ့ဘုံကတစ်ပုံပဲရှိတယ်စတုဝောကာရနံခန္ဓာ၄ပါးရှိတဲ့ဘုံကအရူပ၄ဘုံအဲ့ဒါတွေပေါင်းပြီးတော့သုဒ္ဓဝတ္တဟိုဒီ30ဘုံလို့ခေါ်နေတာအဲ့တော့လောကမှာတတ္တလောကကြီးကိုကြည့်လိုက်လို့ရှိရင်အဲ့30ဘုံနဲ့ကြည့်မယ်ခန္ဓာနဲ့ပြောမယ်ဆိုလို့ရှိရင်ရှုခန္ဓာတစ်မျိုးတည်းသာရှိတဲ့တရဝနံခန္ဓာတစ်မျိုးတည်းသာရှိတဲ့တရဝရှုရောနံရော2မျိုးရှိတဲ့တရဝလို့3မျိုးခွဲလို့ရတယ်ပေါ့နော်ခန္ဓာနဲ့ပြောရင်ခန္ဓာတစ်ပါးသာရှိတဲ့တရဝနဲ့ခန္ဓာ၄ပါးရှိတဲ့တရဝခန္ဓာ၅ပါးရှိတဲ့တရဝလို့အဲ့တော့ဆိုလိုတာကတန်တရားထဲမှာရှိတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာခန္ဓာဖြစ်နေတယ်ခန္ဓာဖြစ်လို့တန်တရားထဲမှာရှိတယ်နိဗ္ဗာန်ဆိုတာခန္ဓာလုံးဝမဖြစ်တော့တာခန္ဓာ၅ပါးဆိုတဲ့ဟာလောကမှာရှိနိုင်တဲ့သဘာဝတရားအလုံးကိုဒီထဲမှာပါတယ်ခန္ဓာ၅ပါးထဲမှာအကုန်ပါသွားတယ်ခန္ဓာ၅ပါးရဲ့အပြင်အလွတ်ဆိုတာမရှိဘူးအလွတ်ဆိုတာမရှိဘူးအဲ့တော့ခန္ဓာ၅ပါးရဲ့မပါဝင်တာကိုနိဗ္ဗာန်လို့ခေါ်တာပဲအဲ့တော့အကျဉ်းချုပ်မှတ်ရမှာကခန္ဓာဖြစ်နေရင်တန်တဲ့ရာခန္ဓာမဖြစ်တော့ဘူးဆိုရင်နိဗ္ဗာန်ဒါဗုဒ္ဓဘာသာဝင်နေလူချင်းတဲ့နိဗ္ဗာန်ဆိုတာအဲ့ဒါပဲတခါတခါမြတ်စွာဘုရားကပထဝီဓာတ်လည်းမရှိဘူးအာဘောဓာတ်လည်းမရှိဘူးတေဇောဓာတ်လည်းမရှိဘူးအဲ့ဓာတ်ကြီးလေးပါလုံးဝမရှိဘူးနန္တရားတွေလည်းမရှိဘူးအဲ့ဒါကိုနိဗ္ဗာန်လို့ခေါ်တယ်လို့တချို့သုတ္တမလို့ခေါ်တယ်အဲ့တော့နိဗ္ဗာန်မှာခန္ဓာလုံးဝမဖြစ်တဲ့ဘာကြောင့်မဖြစ်တာတော့ဆိုခန္ဓာဖြစ်ဖို့ရအကြောင်းတရားရှိတယ်အဲ့ဒီအကြောင်းတရားကဘာလို့ဆိုရင်ကံနဲ့ကိလေသာကံဆိုတာဘုန်းကြီးတို့တွေနေ့စဉ်လှုပ်ရှားမှုတွေဖြစ်ပေါ်နေတယ်စိတ်ကူးတယ်ပြောဆိုတယ်ပြုလုပ်တယ်ဆိုတဲ့ကာယကံဝစီကံမနောကံဖြစ်နေအဲ့ဒီစိတ်ကူးမှုပြောဆိုမှုလှုပ်ရှားမှုတွေရဲ့လှုပ်ရှားမှုတွေဖြစ်ပေါ်လာအောင်တွန်းအားပေးနေတာကိလေသာအဲ့ဒီကိလေသာကလှုပ်ဆော်ပြီးတော့လောဘနဲ့တွေးတယ်လောဘနဲ့ပြောတယ်လောဘနဲ့လုပ်တယ်ဒေါသနဲ့တွေးတယ်ဒေါသနဲ့ပြောတယ်ဒေါသနဲ့လုပ်တယ်ကံကိုဖန်တီးနေသလိုဆွဲဆောင်နေသလိုဖြစ်တဲ့တနည်းအားဖြင့်သူတို့ဟာရဲ့ကံရဲ့အစိတ်ပိုင်းပါပဲလောဘဒေါသမောဟအလောဘအဒေါသအမောဟဆိုတာတကယ်တော့ကံရဲ့အစိတ်ပိုင်းတွေအဲ့မှာလောဘဒေါသမောဟကိုဒါကိလေသာလို့ခေါ်လိုက်တာပဲအကုသိုလ်ပိုင်းကကိလေသာလို့ခေါ်တာ
အဲ့ဒီကိလေသာလှုပ်ဆောင်မှုကြောင့်အကုသိုလ်ကံတွေဖြစ်တယ်ကုသိုလ်ကံတွေဖြစ်တယ်အဲ့မှာကုသိုလ်ကိုအကြောင်းပြုပြီးတော့လဲအကုသိုလ်ဖြစ်တယ်အကုသိုလ်ကိုအကြောင်းပြုပြီးတော့လဲကုသိုလ်ကိုဖြစ်တယ်ကုသိုလ်ကိုအကြောင်းပြုပြီးတော့လဲကုသိုလ်ဖြစ်တယ်အကုသိုလ်ကိုအကြောင်းပြုပြီးတော့လဲအကုသိုလ်ဖြစ်တယ်ရှုပ်ထွေးပွေလိမ့်နေအောင်ဖြစ်နေတာတော့ကိလေသာကိုအခြေခံပြီးတော့ဒီကံတရားတွေကဖြစ်နေတာအဲ့ဒါကြောင့်မို့ကိလေသာတွေရှိနေသမျှကာလပတ်လုံးကံတွေဖြစ်နေပါပဲဒါကိုမြတ်စွာဘုရားကပရိစ္ဆေသမုပ္ပါမှာအဝိဇ္ဇာပစ္စယသင်္ခါရလို့ပြောဟောတာအဝိဇ္ဇာပစ္စယဆိုတာအမှန်မသိတာအဝိဇ္ဇာအဲ့ဒါကိလေသာပဲမောဟပဲအမှန်မသိတဲ့မောဟကိုအကြောင်းပြုပြီးတော့မသိလို့လုံးမိလို့ရလုံးတယ်လုံးမိလို့ရလုံးတယ်ဆိုတာကောင်းတာလဲလုံးတယ်မကောင်းတာလဲလုံးတယ်ကောင်းတာလဲပြောတယ်မကောင်းတာလဲပြောတယ်ကောင်းတာလဲတွေးတယ်မကောင်းတာလဲတွေးကောင်းမကောင်းဆိုတာအပြစ်ရှိမရှိကိုပြောတာပြစ်ရှိတာလဲတွေးတယ်အပြစ်မရှိတာလဲတွေးတယ်ပြစ်မရှိတာလဲပြစ်ရှိတာလဲပြောတယ်အပြစ်မရှိတာလဲပြောတယ်အပြစ်ရှိတာလဲလှုပ်တယ်အပြစ်မရှိတာလဲအဲ့ဒီလှုပ်ခြင်းမှန်သမျှသင်္ခါရအမှန်မသိလို့ရှိရင်အဲ့ဒီလှုပ်မှုဆိုတဲ့ကံတွေဖြစ်နေတယ်အဲ့တော့ပြောလိုက်မယ်ဆိုရင်အဝိဇ္ဇာကကိလေသာသင်္ခါရကကံအဲ့ဒီကိလေသာနဲ့ကံနှစ်ခုပေါင်းထုတ်ပြီးတော့ပေါင်းစပ်ပြီးတော့သင်္ခါရပစ္စယဝိညာဏလို့ဟောတာအဲ့ဒါဘဝအစပဲပရိသေရိစိတ်ကိလေသာနဲ့ကံတို့ရဲ့အကျိုးဆက်ကိုဝိညာဏလို့ခေါ်တာအသိစိတ်တွေကစတင်ပေါက်ဖွာလာတာဒါကစိတ်ရှိတဲ့ပုံတွေအတွက်ခုနလိုယုတ်ခန္ဓာသာရှိတဲ့ပုံအတွက်ကြတော့သင်္ခါရပစ္စယဝိညာဏမဟုတ်ဘူးသင်္ခါရပစ္စယနာမန်လို့ပဲပြောရူပံလို့ပဲပြောအတညတပုံကြတော့နာမရှိဘူးလေရုပ်ပဲဖြစ်တာပဲအဲ့တော့ကံကထုတ်လို့တာရုပ်ပဲထုတ်တယ်နာမထုတ်တော့အခုဝိညာဏလို့ပြောတာဟာ generally speaking ပေါ့ရှင်းပုံရအဖြစ်ပြောလိုက်တဲ့စကားဘယ်စကားပဲဖြစ်ဖြစ်ရှင်းပုံရနဲ့ပြောတာကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ပြီးတော့ပရိသေရိစိတ်ဆိုတဲ့ဝိညာဉ်ကိုထုတ်တယ်ကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့အသိစိတ်ကင်းမဲ့တဲ့ကမ္မဇယုတ်ကိုထုတ်တယ်သင်္ခါရပစ္စယရူပံဒီလိုလည်းရှိတယ်ပေါ့နော်အဲ့တော့ပရိစ္ဆေသမုပ္ပါမှာမြတ်စွာဘုရားဟောတာကံနဲ့ကိလေသာပေါင်းပြီးတော့ကိလေသာနဲ့ကံပေါင်းပြီးတော့ဘဝတစ်ခုထုတ်လုပ်တယ်လို့ဒီလိုနားလဲရတယ်ပေါ့ဒါကရခင်ဘဝနဲ့အသက်ပြီးတော့ဖြစ်လာတာအခုလက်ရှိဘဝရောက်ပြန်တော့ရောထုတ်လုပ်လိုက်တဲ့ထဲမှာဘာတွေပါတော့ယုတ်တိနန်းတွေပါတယ်အဲယုတ်တိနန်းတွေမှာဘာတွေပါတော့ဆို sense organ တွေပါလာတယ်မျက်စိပါတယ်နားပါတယ်နှာခေါင်းပါတယ်လျှာပါတယ်ကာယပါတယ်မနပါတယ်အဲ့ဒါတွေနဲ့ပြင်ပကအာယုန်တွေနဲ့ဆက်သွယ်လာပြန်တယ်ဆက်သွယ်လာတဲ့အခါစိတ်ခံစားချက်တွေဖြစ်လာပြန်တယ်စိတ်ခံစားချက်တွေပေါ်လာတဲ့အခါမှာကြိုက်မကြိုက်နှစ်သက်မှုမနှစ်သက်မှုဆိုတော့ဝင်လာပြန်တယ်ဝိရဏပစ္စယတဏှာပဲအဲ့ဒါဝိရဏပစ္စယတဏှာဆိုတော့လေ generally speaking ပဲရှေးဝန်ရပြောတဲ့စကားဝိရဏပစ္စယဒေါသောလည်းဖြစ်တယ်ကိလေသာတွေဖြစ်တာဝိရဏအကြောင်းကိလေသာဖြစ်တယ်လို့သူတို့ပြောလို့ရတယ်ဘာဖြစ်လို့တော့ဆိုရင်သုတ်တန်တစ်ခုကိုကြည့်မယ်ဆိုရင်ပရိစ္ဆေသမုပ္ပါမှာတော့ဝေဒနာပစ္စယတဏှာလို့ပဲဟောတယ်ထော်တော့လို့မဟုတ်ဘူးဘာဖြစ်လို့တော့ဆို generally speaking ရှင်ဘုရားခြုံပြောတဲ့စကားသို့တော့ဝိသုဒ္ဓိမတ်မှာဖြည့်ရှင်းထားတဲ့ပုံတွေကတော့ဘယ်လိုဖြည့်ရှင်းတာတော့ဆိုဒုက္ခိဒုက္ခံပဋ္ဌေယတိဝေဒနာပစ္စယတဏှာဖြစ်ပုံလေးကိုသူကပြောတာဒုက္ခိဒုက္ခံပဋ္ဌေယတိ
ဒုက္ခရောက်နေတဲ့လူကဒုက္ခကိုလိုချင်တာအဲ့တော့ဆိုလိုတာကသူကဒုက္ခဝေဒနာခံစားနေလို့ရှိရင်ဒုက္ခဝေဒနာကိုမျောလင်းတယ်လို့ပြောတာဟုတ်လားမဟုတ်လားဟုတ်တယ်လေဆင်းရဲနေတဲ့လူကချမ်းသာဖို့တောင်းတတာပဲလေအဲ့ဒီရှုထောင့်ကကြည့်မယ်ဆိုရင်ဝေဒနာပစ္စယတဏှာပဲဒုက္ခိဘေယောပိအစ္စတိဒုက္ခဝေဒနာခံစားနေတဲ့ပုဂ္ဂိုလ်ကြတော့ပို့ပြီးတော့ဒုက္ခဝေဒနာကိုခံစားခြင်းတယ်ဒါလည်းပဲဝေဒနာပစ္စယတဏှာပဲဒါကဒီရှုထောင့်တစ်ခုကဖြေထားတဲ့စကားဘေးရပဲဖြစ်သူရှုထောင့်နဲ့ပဲသူမှားရမယ်ဝေဒနာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာတဲ့ဆဆက်ကသုတ်တို့တခြားသုတ်တန်တွေမှာဝေဒနာတန်ရုပ်တို့ကြတော့ဘယ်လိုဟောတော့ဆိုရင်ဒုက္ခယဝေဒနာယရာဂနုတယောနုသေတိတဲ့ဒုက္ခဝေဒနာဖြစ်ပြီးဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍာမှာရာဂနုတယကိန်းတယ်လို့ခေါ်ထားတာဟုတ်တယ်လေလူတိုင်းကချမ်းသာကိုကြိုက်တာကိုကြိုက်တယ်ဆိုတဲ့တဏှာဟာဒုက္ခဖြစ်တိုင်းဒီတဏှာလေးကပေါ်လာတယ်ဒါဒုက္ခယဝေဒနာယရာဂနုတယောနုသေတိတဏှာကိန်းတယ်လို့ပြောတာအဲ့ဒါကိုကြည့်မယ်ဆိုရင်ဝေဒနာပစ္စယတဏှာဆိုရင်ဒုက္ခဝေဒနာပစ္စယတဏှာဒုက္ခဝေဒနာအကြောင်းပြုပြီးတော့တဏှာလို့ဒီလိုယူရမှာနောက်တစ်ခါဒုက္ခယဝေဒနာယပဋိက္ခနုတယောနုသေတိတဲ့လူတွေကဒုက္ခဖြစ်လာလို့ရှိရင်ဆန့်ကျင်တဲ့စိတ်ပေါ်တယ်လေဆင်းရဲတဲ့ဟာဆိုရင်လူတိုင်းအံ့ကြိတ်တယ်မကြိုက်ဘူးဒုက္ခဆိုရင်ဒုက္ခခံရရင်ညည်းတာပဲလေညည်းတယ်ဆိုတော့ဒေါသဖြစ်တာပဲလေဒုက္ခဖြစ်ရင်ဒေါသဖြစ်တယ်အဲ့ဒါဒုက္ခယဝေဒနာယပဋိက္ခအနုတယောအနုသေတိတဲ့ဒုက္ခဝေဒနာဖြစ်လာလို့ရှိရင်ဒေါသကိန်းတယ်ပဋိက္ခအနုတယကိန်းတယ်လို့ပြောတာကိန်းတယ်ဆိုတာဒါဖြစ်လာမယ်အဲ့တော့အဲ့ဒါနဲ့ကြည့်မယ်ဆိုရင်ဒုက္ခဝေဒနာပစ္စယဒေါသောလို့ပြောရမှာဖြစ်တယ်ပဋိစ္စသုဥပ္ပမှာဒုက္ခဝေဒနာနဲ့တွေ့ရင်ဒေါသဖြစ်တယ်လို့ဟောတာဒါကနောက်ဝေဒနာက၃ခုရှိတယ်လေဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးဆိုတဲ့ဝေဒနာအဲ့ဒီဝေဒနာကိုအဒုက္ခမဒုက္ခဝေဒနာလို့ခေါ်တယ်ဥပိ္ပခဝေဒနာလို့လည်းခေါ်တယ်ဒုက္ခလည်းမထင်ရှားဘူးဒုက္ခလည်းမထင်ရှားဘူးဒါလူတွေဟာတမန်အပြင်တော့ဖြတ်ကျော်တယ်ချမ်းသာတယ်လည်းလို့လည်းမဆိုဘူးဆင်းရဲတယ်လို့လည်းမဆိုဘူးဈာလေးမှရှိနေအဲ့ဒါကြတော့သိပြီးတော့လူတွေကအတိမတ်မပြုဘူးအတိမတ်ပြုတာဒုက္ခနဲ့ဒုက္ခပဲအတိမတ်ပြုတယ်လေတိတိကြီးခံစားရတာတမန်နေသားဆိုမသိလိုက်ကြဘူးအဲ့ဒါကြတော့ဘာဖြစ်တော့ဆိုအဒုက္ခမဒုက္ခယဝေဒနာယအဝိဇ္ဇာနုတယောနုသေတိတဲ့အဒုက္ခမဒုက္ခဆိုတဲ့ဥပိ္ပခဝေဒနာဖြစ်လို့ရှိရင်မသိလိုက်တဲ့အဝိဇ္ဇာနုတယကိန်းတယ်လို့ပြောတာအဲ့ဒီသဘောအရဆိုရင်ဝေဒနာပစ္စယမောဟလို့ပြောလို့ရတယ်ဒါပဋိစ္စသုဥပ္ပမှာနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေကတစ်ခုနဲ့တစ်ခုဆန့်ကျင်နေတာလားဆိုတော့မဟုတ်ဘူး generally speaking ဟောတာအဲ့တော့ပဋိစ္စသုဥပ္ပမှာရှုထောင့်တစ်ခုကဟောတယ်ဝေဒနာတန်ရုံမှာတော့ရှုထောင့်တစ်ခုကဟောတယ်လူတဘာဝနဲ့အကုန်လုံးဟာကိုက်ကြည့်တာအကြည့်ပဲအကုန်လုံးငြင်းချက်ထုတ်တာမဟုတ်ဘူးဝေဒနာပစ္စယတဏှာဆိုတာရှုထောင့်တစ်ခုနဲ့ပြောတာအဖြစ်များတာကိုပြောတာတခါတလေရေပုံရနဲ့ပြောရတာလေရှေးပုံရနဲ့ပြောတယ်ဆိုအဲ့ဒါကို generally speaking လို့ပြောတာရှေးပုံရပြောရတာအတိအကျသေချာဆိုတဲ့အခါကျတော့အခုတန်ရုပ်ပါဠိတော်မှာလာတဲ့အတိုင်းဒုက္ခဝေဒနာဖြစ်ရင်ရာဂဖြစ်တယ်ဒုက္ခဝေဒနာဖြစ်ရင်ဒေါသဖြစ်တယ်အဒုက္ခမဒုက္ခဝေဒနာဖြစ်ရင်အဝိဇ္ဇာဖြစ်တယ်ဒီလိုဆိုလို့ရတယ်ပေါ့နော်အဲ့လိုဘဝမှာ
ကြည့်လိုက်အခုလက်ရှိဘဝမှာဆိုရင်လူတိုင်းဟာဒုက္ခနဲ့လည်းကြုံတာပဲဒုက္ခနဲ့လည်းကြုံတာပဲအဒုက္ခမဒုက္ခနဲ့လည်းကြုံတာပဲအမှန်တမဲ့မသိလိုက်သူဒုက္ခဖြစ်ရင်တော့သိလိုက်ကြတယ်လူတွေကရီးကြတယ်ပြုံးကြတယ်ပျော်ကြတယ်ရွှင်ကြတယ် happiness ဒုက္ခဖြစ်လာလို့ရှိရင်ဒုက္ခဖြစ်လာရင်ညီးကြတယ်ညူကြတယ်ငိုကြတယ်ဆန့်ကျင်ကြတယ်ဒါလည်းသိတယ်ပုံမှန်တမန်အနေထားဒုက္ခလည်းမထင်ရှားဒုက္ခလည်းမထင်ရှားပုံမှန်လေးကြတော့မတိကျကြွပြုနေကြတယ်အဝိဇ္ဇာဖြစ်နေတယ်အဲ့ဒါဒီလက်ရှိဘဝမှာအဲ့ဒီအနေထားအဲ့တော့တဏှာဖြစ်ရင်ဒေါသဖြစ်ရင်မောဟဖြစ်ရင်ဖြစ်လာတဲ့အခါမှာတဏှာဖြစ်တဲ့အခါဆွဲလန်းမှုတွေဖြစ်လာတယ်ဒေါသတွေဖြစ်လာလို့ရှိရင်လည်းတန်ရောစဉ်သဘောမျိုးဖြစ်လာတယ်မောဟဖြစ်ရင်လည်းတန်ရောစဉ်ဖြစ်လာတယ်အဲ့ဒါကိုအကြောင်းပြုပြီးကံလေးတစ်ခါလုံးကြပြန်ရင်နော်ချမ်းသာဖို့အတွက်ကြိုးစားကြတယ်ဆင်းရဲတာကိုလွတ်မြောက်ဖို့အတွက်ကြိုးစားကြတယ်အဲ့လိုလောကဟာဒီကိလေသာစဝန်းကဝေဒနာခံစားချက်ပေါ်မှာကိလေသာတွေပေါ်လာတော့ကိလေသာစဝန်းကမလွတ်တော့ကိလေသာကိုအကြောင်းပြုပြီးတော့ကောင်းမကောင်းဆိုတဲ့ကုသကံအဟုသကံတွေလောက်ကြပြန်ရောလောက်ကြပြန်တော့ဘဝတစ်ခုရပြန်ရောအဲ့ဒီလိုနဲ့စင်စမပြတ်ဖြစ်နေတာနော်ဥပါရဏပစ္စယဘဝပစ္စယဇာတိဟောဘဝတစ်ခုမှသွားပွေးပြန်တယ်အဲ့လိုပဲဖြစ်နေအဲ့တော့အဲ့ဒီလိုမွေးနေတာဟာဘယ်သူကြောင့်လဲလို့ဆိုရင်ကိလေသာနဲ့ကံကြောင့်ဖြစ်နေတာဒါဖြင့်ကိလေသာနဲ့ကံဘယ်သူကိုဖယ်ရမှာတုံးဆိုအထီးကကိလေသာကိုဖယ်ရမှာကိလေသာတွေဖယ်လိုက်လို့ရှိရင်ကံတွေကအလုံးမဖြစ်တော့ကိလေသာနဲ့ကံပေါင်းလိုက်တဲ့အခါမှာဘဝတစ်ခုထုတ်လို့တာဖြစ်တယ်အဲ့တော့ယဟန်နာဖြစ်သွားတယ်ဆိုတာကိလေသာကိုပယ်တာကိလေသာကိုပယ်သဖြင့်သူတို့လုပ်သမျှကံမဖြစ်တော့ဘူးအဲ့ဒါကိုပရိစ္ဆေသမုပ္ပါဒ်မှာအဝိဇ္ဇာယတွေးဝအတိတဝိရာဂနိရောဓသင်္ခါရနိရောဓောတဲ့မောဟဆိုတဲ့အကြီးဆုံးကိလေသာတစ်ခုချုပ်ငြိမ်းသွားအောင်လုပ်လိုက်တာနဲ့သင်္ခါရဆိုတဲ့ကံนี่ချုပ်ငြိမ်းသွားတယ်လို့ဆိုအဲ့တော့ကိလေသာချုပ်ရင်ကံချုပ်တယ်လို့ပြောတာအဲ့တော့ဘဝမှာကိလေသာနဲ့ကံဒီနှစ်ခုကပေါင်းစပ်ပြီးတော့ဘဝတစ်ခုဖန်တီးပေးနေတာပဲဖြစ်တယ်အဲ့ဒီဘဝရဲ့အကြောင်းဖြစ်တဲ့ကိလေသာကိုဖယ်လိုက်လို့ရှိရင်ကံတွေကအလုံးမဖြစ်တော့ရှရဏသုတ်တံမှာမြတ်စွာဘုရားဘယ်လိုဟောထားတော့ခိနံပုရဏံအတိတ်ကလုပ်ခဲ့တဲ့ကံတွေလည်းကုန်သွားပြီနဝနတ္ထိတမောနောက်ထပ်လည်းအသက်မဖြစ်တော့ဘူးကံကုန်သွားတာဘာကြောင့်ကုန်တာတော့ကိလေသာကုန်လို့ကိလေသာကုန်လို့ရှိရင်အတိတ်ကံတွေကလည်းလုံးမဖြစ်တော့ဘူးနောက်ထပ်လည်းကံအသက်မဖြစ်တော့ဘူးဒါယဟနာရဲ့အနေထားကိုပြောတာနော်အဲ့တော့ကံကုန်နေဆိုတဲ့အခါမှာစဉ်းစားကြည့်လို့ရသေးတယ်ရှင်မောဂလန်ဟာအတိတ်တုန်းကလုပ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ရှမ်းနောက်ဆုံးဘဝမှာအသက်ခံရရတယ်လူသက်ခံရရတယ်အဲ့ဒါကံကြောင့်အဲ့တော့ရှင်မောဂလန်ဟာကံမကုန်ဘူးလားဆိုရင်ကံကုန်တယ်လို့ပြောတာဘဝတစ်ခုကိုဖန်တီးမဲ့ကံကုန်သွားတာကိုပြောတာကံဟောင်းကတော့သူ့နောက်မှာခန္ဓာရှိနေတယ်မြတ်ကံဟောင်းကရှိနေမှာပဲသူဘာကြောင့်ကံဟောင်းကခန္ဓာရှိတယ်မြတ်ရှိတုံးဆိုရင်ဒီကံကဘယ်မှာတီးနေတာတော့အုံနောက်မှာလားနှလုံးသားမှာလားဘယ်မှာတီးတာတော့လို့ဆိုအုံနောက်ဆိုတော့လေအုံနောက်ကပြက်သွားတာရှိတယ်လေနှလုံးဆိုတာလေနှလုံးခုန်ရက်သွားတာတွေရှိတယ်လေနှလုံးပြက်သွားရင်နှလုံးထဲမှာရှိတာတွေပြက်မှာပေါ့အုံနောက်ပြက်သွားရင်လည်းအုံနောက်ထဲရှိတာတွေပြက်ကုန်မှာပေါ့အဲ့တော့အတိတ်ဘဝလုပ်ခဲ့တဲ့ကံတွေကိလေသာတွေကဘယ်နှမ်းမှရှိနေတယ်လဲဆိုရင်စိတ်
mental process လို့ခေါ်တဲ့စိတ်ဖြစ်စဉ်မှာရှိနေတယ်စိတ်ဖြစ်စဉ်ဆိုတာပြည့်ရည်စီးတယ်လို့စီးနေတာဒီရှေ့စိတ်ချုပ်သွားရင်နောက်စိတ်ကလိုက်လာတယ်အဲ့ဒီစိတ်ချုပ်ရင်နောက်စိတ်ကလိုက်လာတယ်ဖြစ်စဉ်ကြီးကသူပြတ်သွားတယ်မရှိဘူးနော်ဒီစိတ်ချုပ်သွားရင်နောက်စိတ်ချုပ်သွားရင်နောက်စိတ်ချုပ်သွားနောက်စိတ်အဲ့စိတ်ဖြစ်စဉ်နဲ့မှာတည်ရှိနေတဲ့တတ္တိတစ်မျိုးကိုကံလို့ခေါ်တာကိလေသာတို့ကံလို့ဆိုတာအဲ့ဒါကြောင့်မို့ရှောင်တိန်လို့မရဘူးသူကအဲ့တော့ကံတရားသည်လူတွေရဲ့တဏ္ဍာမှာဘယ်မှာရှိတာတုံးလို့မေးလို့ရှိရင်စိတ်တတဏ္ဍတိဆိုတဲ့ mental process မှာရှိတယ်လို့ပြောစိတ်ဖြစ်စဉ်မှာပဲရှိတယ်ရှုပ်မှာဖြစ်နေတာမဟုတ်ဘူးစိတ်ဖြစ်စဉ်မှာဖြစ်နေစိတ်ဖြစ်စဉ်ဆိုတာတစ်ခုတည်းမဟုတ်ဘူးဒီစိတ်ပြီးရင်နောက်စိတ်ပေါ်နေကုပြောင်းနေတာအမြဲတမ်းအဲ့ဒီမှာသူပါနေတယ်အဲ့တော့အဲ့ထဲမှာကိလေသာဆိုတဲ့အကြောင်းတရားကိုပယ်လိုက်တဲ့အခါကျတော့ကံတွေကကံဟောင်းတွေကရှိနေသေးတော့လည်းပဲကိလေသာနဲ့ပေါင်းမှဘဝတစ်ခုကိုထူထောင်လို့ရတယ်သူကြည့်မဖြစ်ဘူးဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်မျိုးစိတ်လေးဟာမြေနဲ့ရေနဲ့ပေါင်းဆက်ရမှုမရှိလို့ရှိရင်အပင်မပေါက်တယ်လို့ပဲသူကအကြောင်းဆိုတာနှစ်ခုရှိတယ် producing cause စနကအကြောင်း supporting cause ဥပထမကအကြောင်းဖြစ်စေတဲ့အကြောင်းနဲ့ထောက်ပံ့တဲ့အကြောင်းနှစ်ခုရှိတယ်သူအဲ့ဒီထဲမှာမျိုးစေ့ကအပင်ကိုပေါက်စေတာဖြစ်လို့သူက producing cause မြေနဲ့ရေရဲ့အကူအညီကိုယူရလို့မြေနဲ့ရေသည် supporting cause အဲ့ဒါနှစ်ခုပေါင်းပြီးတော့ထုတ်တာအဲ့တော့ဖြစ်စေတဲ့အကြောင်းလည်းရှိရမယ်ကူညီပေးတဲ့အကြောင်းလည်းရှိရမယ်အဲ့ဒီအကြောင်းနှစ်ခုနဲ့ပေါင်းတဲ့အခါမှာအကျိုးတစ်ခုပေါ်လာတယ်အဲ့ဒါကိုပရိစ္ဆေသုပ္ပမှာဟောတာမြတ်စွာဘုရားနော်အဲ့တော့ကံတစ်ခုတည်းကလည်းအကျိုးပေးတာမဟုတ်ဘူးကံနဲ့ကိလေသာပေါင်းမှအကျိုးပေးလို့ရတယ်လို့သူတို့ဆိုလို့တယ်ဒီနှစ်ခုကပေါင်းဆက်ပြီးတော့လို့နေကိုစဉ်းစားကြည့်လိုက်ငါနောက်ဘဝမှာဖြစ်အောင်မလားကိုမေးကြည့်လိုက်တမန်အဖြစ်လူတွေကတော့ဖြစ်လိမ့်မယ်ကံမကုန်သေးရင်ဖြစ်လိမ့်အောင်မယ်လို့မဟုတ်ဘူးကိလေသာမကုန်သေးရင်ဖြစ်အောင်မယ်လို့သာပြောအောင်နော်အဲ့ဒါမှအမှန်တယ်ကိလေသာရှိနေသေးရင်ဖြစ်မယ်ကိလေသာမရှိဘူးဆိုရင်မဖြစ်တော့ဒါပြင်ကိလေသာဆိုတာဘာလို့လောဘတို့ဒေါသတို့မောဟတို့မာနတို့ဒါတွေကိုကိလေသာခေါ်တာအခုသူစေတသိက်တွေကိုဒါတွေကိုကိလေသာခေါ်တာအဲ့ဒီကိလေသာရှိနေသေးသည်မြကံကရှိနေဦးမှာပဲဒါကြောင့်မို့လို့ကိလေသာရှိနေသေးရင်ဘဝဆိုတာရှိနေဦးမှာပဲအဲ့တော့ဘဝရဲ့အကြောင်းတစ်ခုကကိလေသာနဲ့ကံနှစ်ခုပဲလို့ဒီလိုပဲမှတ်ထားအဲ့ဒီထဲမှာယဟန္တာဖြစ်သွားတယ်ဆိုတာကိလေသာကိုပယ်တာကံကပယ်လို့မရဘူးကံကပယ်လို့မရဘူးဆိုတာဘာကြောင့်ပြောလဲစဉ်းစားကြည့်လေကိုလှုပ်ပြီးသားအလုပ်တစ်ခုကိုမလှုပ်ဘူးလို့ပဲဖြစ်လို့မရတာပြီးသွားပြီလေသူကနော်ပြီးသွားပြီလှုပ်ခဲ့တာပြီးသွားပြီလေပြန်ယူလို့မရကိရိတာအဲ့ဒါမျိုးမဟုတ်ကံဆိုတာလှုပ်ပြီးသွားလို့ရှိရင်သူပြီးသွားပြီပြန်ပြင်လို့မရဥပမာမနေ့ကဆိုတာမနေ့ကရက်ကိုပြန်ယူလို့ရလားမရဒီနေ့ရောက်လာရင်မနေ့ကရက်ပြန်ယူလို့မရတော့ပြီးခဲ့ပြီမနေ့ကဟာဆိုမနေ့ကလည်းပြီးခဲ့ပြီပြန်ယူလို့မရဘူးအလားတူသာရှိနိုင်တယ်သူကပြန်မလာတော့မရှိတော့အဲ့ဒါကိုပြောတာကိုလှုပ်ထားတဲ့အရာတစ်ခုကိုမလှုပ်ဘူးလို့ပြောလို့မရဘူးက
ံဆိုတာလုပ်ပြီးသားကိုပြောတာ what have been done cannot be undone ဆိုတာပြောတာ what have been done ကိုလုပ်ပြီးသား cannot be undone မလုပ်ဘူးဆိုတာမဖြစ်ဘူးလုပ်ပြီးသားဖြစ်နေပြီပြင်လို့မရဘူးလားပြီးကြတာပြင်ပြလို့မရဘူးပြန်ယူလို့လည်းမရဘူးဒါကြောင့်မို့ကံကိုပယ်လို့မရဘူးဒါပြင်အဲ့ဒီကံတွေကိုရောအောင်လုပ်လို့ရတယ်ဘာနဲ့ရောအောင်လုပ်မလို့ဆိုကိလေသာကိုလျှော့ကောင်းတဲ့ကံတွေလုပ်ကောင်းတဲ့ကံနဲ့အစားထိုးအဲ့ဒါဆိုရင်ကံဟောင်းကတဖြည်းဖြည်းပြေးရောက်သွားတာလျှော့ပါတော့အောင်တော့လုပ်လို့ရတယ်ကံဆိုတာကံရှိတယ်ကံရှိတိုင်းအကျိုးပေးသလားလို့ဆိုအကျိုးမပေးဘူးနော်ဒါကြောင့်မို့မြတ်စွာဘုရားကဘယ်တော့မှဒီအတိအကျဟောတာမရှိဘူး definitely မပြောဘူးဆိုပါစို့သူများအသက်ကိုတတ်တဲ့ပါဏာတိပါဒကံသည်အပေလေးပုံ၌ဖြစ်စေနိုင်သည်ငရဲ၌ဖြစ်စေနိုင်သည်အဲ့ဒီကဟာ maybe လို့ပြောတာ possible လို့ပြောတာဒီကံကအကျိုးပေးမယ်ဆိုရင်ငရဲပုံမှာအကျိုးပေးမယ်သို့တော့အကျိုးပေးခြင်းမှာပေးမှာအကြောင်းညင်ညွတ်မှာအကျိုးပေးလို့ရတယ်အဲ့လိုခေါ်တာသို့တော့မြတ်စွာဘုရားနဲ့ခစ်ပြိုင်ဒီဂျိန်းဖျားလို့ခေါ်တယ်မဟာဝီရတော့ဘယ်လိုဟောတော့ယောကောစီပါဏမတိပါတေတိသဘောသောနိရိယဥပနိတိသူများတဲ့တတ္တုမှန်သမျှငရဲ၌ဖြစ်ရတယ်လို့ definitely ဟောတာသူကအဲ့ဒါကြမမှန်ဘူးလို့ပြောတယ်ဘုရားအဲ့လိုပြောလို့မရဘူးတဲ့အကြောင်းဆိုတာအမျိုးစုံရှိတယ်လေအကြောင်းဆိုတာအမျိုးစုံရှိတယ်တခြားအကြောင်းတွေရှိသေးတယ်အကြောင်းတွေကိုအများကြီးထည့်သွင်းပြီးတော့စဉ်းစားပြစ်မှုကျူးလွန်တာကြောင့်ပြစ်မှုကျူးလွန်တာတောင်တချို့ကထောင်ကြတယ်တချို့ကထောင်မကြဘူးဘာသာပေးလို့လွတ်တဲ့လူရှိတယ်လူကြီးနဲ့သိလို့လွတ်တဲ့လူရှိတယ်ခြေနေကြောင့်လွတ်တဲ့လူတွေရှိတယ်အဲ့တော့ဒီဒုစရိုက်ဒီမကောင်းတဲ့အလုပ်ဒီရာဇဝမှုကျူးလွန်တဲ့ပဲထောင်ကြမယ်ဆိုတဲ့စကားပုံမှန်ပြောလို့မရဘူးလေသို့တော့ဘယ်လိုပြောလို့ရတော့ထောင်ကြနိုင်တယ်လို့သာပြောလို့ရထောင်ကြစေတဲ့အပြစ်ဒဏ်ဖြစ်တယ်ဆိုတာဒီလိုတော့ပြောလို့ရတယ်ထောင်ကြရမယ်လို့တော့ပြောလို့မရဘူးလွတ်နေတဲ့လူတွေရှိတယ်လေကံကြမ္မာမှလည်းအဲ့တိုင်းပဲအကုသိုလ်လုပ်တဲ့ငရဲခံရမယ်လို့ပြောလို့မရဘူးမခံရတဲ့လူရှိတယ်ဘာလို့လူဟာတယောက်နဲ့တယောက်အရေးချင်းချင်းမတူကြဘူးပေါ့နော်ဒါကြောင့်မို့အဓိကကတော့ကိလေသာပဲကိလေသာဆိုရက် mental defilements ကိုဖယ်ရှားနိုင်ဖို့ကြိုးစားမယ်တရားထုတ်တဲ့ဆိုတာကိလေသာဖယ်ဖို့အထုတ်တာဖြစ်တယ်ကိလေသာនិရောဓိကမ္မនិရောဓကိလေသာချုပ်သွားရင်ကံလည်းချုပ်တယ်လို့ဒီလိုဆိုလို့တယ်အဲ့ဒါကြောင့်မို့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားတရားဟောတယ်ဆိုတာခန္ဓာရှိနေတဲ့မြတ်တန်တရားခန္ဓာမရှိတော့ဘူးဆိုရင်နိဗ္ဗာန်ပဲဒါဖြင့်ခန္ဓာကဘာဖြစ်လို့ရှိနေတာတုံးဆိုကိလေသာနဲ့ကံရှိနေလို့အဲ့တော့ကိလေသာကိုဖယ်လိုက်နိုင်လို့ရှိရင်ခန္ဓာတွေကချုပ်သွားနိုင်တယ်ခန္ဓာမဖြစ်တော့ဘူးအဲ့ဒီခန္ဓာမဖြစ်တော့တာကိုဘုရားဘာသာရဲ့နိဗ္ဗာန်လို့ပြောတာအဲ့တော့တမန်အဖြစ်နိဗ္ဗာန်ရသွားပြီဆိုရင်နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်ကမဖြစ်ဘူးဆိုဥပမာလူတရားရှိတယ်ဆိုတော့လူတရားတွေကတယောက်ကယန္နာဖြစ်သွားပြီဆိုရင်နောက်ဘဝကျတော့69ယောက်ပဲကျန်တော့မှာပေါ့တယောက်ကနိဗ္ဗာန်ရောက်သွားရင်သူကပျောက်သွားပြီလေဒါကြောင့်မို့မြတ်စွာဘုရားကိုဆွဆွဲကြတယ်တခြားဘာသာဝင်တွေကဆွဆွဲကြတယ်ဝိနည်းကောဒီတရားဝါတွေကိုဖျက်ဆီးနေတယ်ပေါ့ဥစ္စေရဝါဒီတရားဝါဒီလောကမှာရှိတဲ့တရားဝါတွေကိုကုံသောလုပ်တဲ့ဝါဒလို့တခြားလို့ပြောတယ်မြတ်စွာဘုရားကဘာနဲ့တုံ့ပြန်တော့ဆို
ငါကအစရတဲ့တရဝရှိတယ်လို့မပြောဘူးတဲ့ဒုက္ခရှိတယ်လို့ပဲပြောတယ်ငါလမ်းညွှန်မှုပြုတာဒုက္ခအဆုံးသတ်တာကိုပြောတာတရဝဆိုတာငါရဲ့တရားထဲမှာရှိကုန်မရှိဘူးနော်ဒုက္ခအဆုံးသတ်တယ်လို့ပဲပြောတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒီပုပ္ပိစေဝဟံဣတရဟိသဒုက္ခင်စေဝပညာပေမိဒုက္ခသစ္စာនិရောဓံဒုက္ခရဲ့ဒုက္ခချုပ်ရရဲ့ဒီနှစ်ခုပဲငါဟောတယ်တဲ့အဲ့တော့ပြောတာဆိုခန္ဓာဖြစ်နေရင်ဒုက္ခခန္ဓာမဖြစ်ရင်ဒုက္ခនិရောဓပဲခုနပြောတဲ့ခန္ဓာဖြစ်နေသမျှတန်တရားခန္ဓာမဖြစ်ရင်နိဗ္ဗာန်အဲ့ဒါတူတူပဲနော်အဲ့ဒါကိုမြတ်စွာဘုရားကနိဗ္ဗာန်အကြောင်းကိုရှင်းပြီးတော့ဟောနေတဲ့ချိန်မှာရှမ်းတွေကလည်းနားဆိုင်ပြီးတော့ထောင်းတယ်နားဆိုင်ပြီးတော့ထောင်းနေကြတော့အဲ့ဒီမှာမာရကတရားဟောနေတယ်ဆိုတာသိတော့လာရောက်ပြီးတော့နှောက်ယှက်ပေးတဲ့သဘောနဲ့ဒီနေရာမှာတော့သူကကိုယ်ရင်ပြတယ်ကတ္တကဝဏအဖိနေမိနေတောသူကသူလေသမားတရံဖန်ဆင်းလိုက်တယ်လေသမားတရံဖန်ဆင်းထားပြီးတော့ထွန်းတုံးကြီးကိုပခုံးပေါ်ထမ်းလာတယ်လေသမားရဲ့တရုပ်ပေါ်အောင်လို့ထွန်းတုံးကြီးကိုပခုံးပေါ်ထမ်းလာတယ်ပြီးတော့တပြားအရှိကြီးကိုလည်းကိုင်းလာတယ်လက်ကသူ့ရဲ့သပင်ခုခေတ်ပြောရင် hair style ပေါ့နော်သူ့ရဲ့သပင်ကသူကဘယ်လိုလုပ်ထားတော့ဆိုစာပေထဲမှာတော့ဟတ္တကေတောတဲ့သပင်ကိုသူကဘယ်ပုံစံလုပ်ထားတော့ဆိုသူ့သပင်ကရှည်တယ်အရှိကသပင်ကိုအနောက်ပို့အနောက်ကသပင်ကိုအရှိချညာဘက်ကသပင်ကိုဘယ်ဘက်ပို့ဘယ်ဘက်ကသပင်ကိုညာဘက်ချဆိုသူသပင်ကိုလေးဘက်လေးတန်သူကရှက်ကန်းခတ်ထားတယ်လို့ပုံစံလုပ်ထားတယ်နော်ရှက်ကန်းခတ်ပြီးတော့ခြိထားတဲ့ပုံစံမျိုးပေါ့ဟိုဘက်ဒီဘက်အဲ့ဒီလိုပုံစံနဲ့ပိုက်ဆံလျှော်နဲ့ရက်ထားတဲ့ပစိုးကြီးကိုဝတ်ပြီးတော့သူ့ခြိတော့မှလည်းပဲရွှွတ်နေပေးနေတယ်သူဖန်ဆင်းထားတဲ့ပုံမှန်တဏလဲသမားထွန်းတုံးကြီးကိုပခုံးမော်ထမ်းတပြားကြီးရှည်ကြီးကိုကိုင်နေသပင်ပုံစံကဟိုဘက်ဒီဘက်လှဲချထားတယ်ပိုက်ဆံတွေရောဝတ်ကြီးကိုလုံးကြီးကိုပစိုးကိုဝတ်ထားတယ်ခြေတော်မှလည်းရွှွတ်နေလိမ့်လိမ့်ကတ်နေတယ်အဲ့ဒီပုံစံနဲ့မြတ်စွာဘုရားနာရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားကသူကဝင်မေးတယ်အပိသမနပရိပတ်တေအတ္ထာကိုရောတဲ့ဒီနားမှာနွားတွေများမမြင်လိုက်ဘူးလားလဲသမားဆိုနွားမေးတာပေါ့လေသူကကိုရောနွားမမြင်လိုက်ဘူးလားအဲ့လိုမေးတော့မြတ်စွာဘုရားဟဲ့ငရုံမှာမင်းကနွားကိုဘာလို့ဖို့လဲနွားကိုမင်းဘာလို့ဖို့လဲမနက်ကိုမြတ်စွာဘုရားပပိမမကောင်းတဲ့လုံးတဲ့ကောင်းလို့ဆိုတဲ့အနေနဲ့သုံးလိုက်တာမင်းကနွားတွေကိုဘာလို့ဖို့လဲဆိုအဲ့လိုမြတ်စွာဘုရားကပြောလိုက်တာမနှမှန်းသိပြီးတော့ပြောလိုက်တာသူကလည်းသမားရအောင်ဆောင်းလာပြီးတော့နွားမေးတာအဲ့ဒီမှာလေသမားရအောင်ဆောင်းလာတဲ့မနက်ကမြတ်စွာဘုရားကိုပါပြောတော့ဆိုမမေဝတမနစက္ခုမမရူပမမစက္ခုတမ္ပတဝိညာယတနာကုဟိမေသမနကန္တဝမောက္ခတိသူပြောချင်တာကမျက်စိကိုသူပိုင်တယ်အစင်အာယုန်တွေကိုလည်းသူပိုင်တယ်မျက်စိနဲ့အစင်နှစ်ခုစုံတာကိုစုံတဲ့ကမြင်သိစိတ်ပေါ်လာတယ်အဲ့ဒီမြင်သိစိတ်ကိုလည်းသူပိုင်တယ်ပေါင်းစပ်လာတဲ့မြင်သိစိတ်နဲ့ဟောကိုလည်းသူပိုင်တယ်
ဆိုလိုတာကသူကကိုရောမှာမျက်စိရှိနေသမျှမျက်စိတဲ့အစင်အာယုံထင်းနေသမျှမြင်သိစိတ်ရှိနေသမျှကိုရောငါလက်ကမလုပ်ဘူးလို့ပြောတာဒါရီယကိဋ္တာကိုဖြစ်ပွားစေတဲ့အရာတွေကြီးပဲလေနော်လူတွေရဲ့တဏ္ဍာမရှိနေတဲ့ယုတ်တရားတွေကို तू က तू ပိုင်နေ तू ချုပ်ကိုင်နိုင်တယ်ပေါ့အဲ့ဒါတွေရှိတယ်မြတ်ကိုတော့ तू လက်ကမလုပ်ဘူးထို့တူပဲနာရှိတယ်အတန်ရှိတယ်အတန်ကိုသိတဲ့ဇာတိစိတ်ရှိတယ်အဲ့ဒါတွေရှိနေတယ်မြတ်ကိုတော့ तू လက်ကမလုပ်ဘူးတဲ့ငါလက်ကမလုပ်ဘူးတဲ့နှာခေါင်းရှိတယ်အနံ့ရှိတယ်အနန္တိရဲ့စိတ်ရှိတယ်အဲ့ဒါရှိနေတယ်မြတ်ကိုတော့ तू လက်ကမလုပ်ဘူးငါလက်ကမလုပ်ဘူးကိုယ်ကာယရှိတယ်အထီးတွေ့အာယုံရှိတယ်အဲ့ဒါနှစ်ခုစုံသည့်အတွက်ကြောင့်ထီးသည့်စိတ်ရှိတယ်အဲ့ဒါရှိနေသမျှကိုတော့သူ့လက်ကမလွတ်ဘူးစိတ်ရှိတယ်စိတ်ထဲမှာပေါ်လာတဲ့အာယုန်တွေရှိတယ်အာယုန်တွေကိုသိတဲ့စိတ်ရှိတယ်အဲ့ဒါတွေရှိနေသမျှကိုတော့သူ့လက်ကမလွတ်ဘူးလို့ဆိုလိုတာကတော့ဒါပြောလိုက်တာကတော့ခန္ဓာရှိနေသမျှသူ့လက်ထဲမှာခန္ဓာရှိရင်တန်တရားရှိတာကိုတန်တရားရှိရင်သူချုပ်ကင်လို့ရတယ်ဒီအိဗယ်ကိုပြောတာအာယရဏနဲ့အခုကပြောထားတာဒီနေရာမှာစဉ်းစားကြည့်ရင်လူတွေကမြင်တယ်ဆိုတဲ့နေရာမှာလူတွေကဘာပြောငါမြင်တယ်လို့ပြောတာအဲ့ဒီမဲ့ဘသူကိုငါလို့ပြောတာတော့ကြည့်လိုက်ပဲဆိုရင်မြင်တယ်လို့ဆိုတဲ့နေရာမှာတခုတည်းမဟုတ်ဘူးမျက်စိနဲ့အစင်အာယုံစုံတယ်မြင်သိစိတ်ပေါ်တယ်အဲ့တော့မြင်သိစိတ်ဆိုတာစုံမပေါ်တာဘာနဲ့တူတော့ဆိုလို့ရှိရင်ဒီစောင်းဆိုတာလက်နဲ့ထိပြီးတီးမှအတန်ထွက်တာလေစီဆိုတာလည်းတီးမှအတန်ထွက်တာလေအဲ့ဒါလိုပဲမျက်စိနဲ့အစင်စုံလိုက်တဲ့အခါကျတော့မြင်သိစိတ်လေးပေါ်လာတာအဲ့ဒီသုံးခုဖြစ်တာကိုပဲလူတွေကငါမျက်နဲ့လို့ပြောတာအဲ့ဒါပဲငါဆိုတာဘယ်သူပြောတာတော့မျက်စိကိုပြောတာလားအစင်ကိုပြောတာလားမြင်သိစိတ်ကိုပြောတာလားသူကနဲ့သူပဲငါလို့ပြောကြတဲ့ခုမှမရှိဘူးသူ့နာမည်နဲ့သူရှိပြီးသားပဲသဘာဝတရားတသက်များတာဖြစ်တယ်အဲ့ဒီမှာသူကပြောချင်တာရုပ်တည်နာနေရှိသမျှခန္ဓာရှိနေသမျှကိုတော့သူ့လက်ကမလွတ်ပါဘူးလို့ပြောတာရှောင်းတိန်ထွက်ချင်လို့မရဘူးသူ့လက်ကမလွတ်ဘူးလို့ပြောတော့မြတ်စွာဘုရားဘာတုံ့ပြန်တော့ဆိုရင်အေးမျက်စိကလည်းမင်းဟာပဲအစင်ကလည်းပဲမင်းဟာပဲမျက်စိကိုလည်းချုပ်ကိုင်နိုင်တယ်အစင်ကိုလည်းချုပ်ကိုင်နိုင်တယ်မြင်သိစိတ်ကိုလည်းချုပ်ကိုင်နိုင်တယ်နော်ဒါပေမဲ့လို့မျက်စိရှိမြင်စရာအာယုရှိတယ်မြင်သိစိတ်ရှိတယ်ဆိုရင်ဟုတ်ပြီအဲ့ဒါမင်းနဲ့ပိုင်တယ်ဒါပေမဲ့လို့မျက်စိလည်းမရှိဘူးအစင်အာယုလည်းမရှိဘူးမြင်သိစိတ်လည်းမရှိဘူးမဖြစ်တော့ဘူးဆိုလို့ရှိရင်မင်းပါသွားချုပ်ကိုင်ခုနလိုပြောတာခန္ဓာရှိနေရင်မနက်ကချုပ်ကိုင်လို့ရတယ်ခန္ဓာမရှိတဲ့နိဗ္ဗာန်ဆိုသူပါသွားချုပ်ကိုင်ဒီလိုဆိုလိုတယ်ပေါ့နော်မျက်စိနာနာလျာကာယမနာဆိုတာမရှိဘူးအဲ့ဒီ six organ တွေမှာလာပြီးတော့ထိတဲ့အစင်အတန်နာရတာအထိတွေ့ကြံတွေ့အာယုဆိုတာတွေမရှိဘူးမရှိရင်မြင်သိစိတ်ကြာသိစိတ်နံသိစိတ်လျက်သိစိတ်ထိသိစိတ်ကြံသိစိတ်ဆိုတာဒါတွေလည်းမရှိတော့အဲ့ဒါတွေမရှိရင်မင်းပါသွားချုပ်ကိုင်တယ်နိဗ္ဗာန်မှာအဲ့ဒါတွေလုံးဝမရှိတော့ဘူးနော်အဂတိတဝတထပပိမာမင်းလုံနိုင်တာကတန်တရားတွေကခန္ဓာ၅ပါးရှိတုံးသာမင်းလုံလို့ရမယ်ခန္ဓာ၅ပါးမရှိရင်မင်းဘာမှလုံလို့မရဘူးနိဗ္ဗာန်ကိုမင်းဘာမှလုံလို့မရဘူးလို့မြတ်စွာဘုရားတုံ့ပြန်လိုက်တာဒီမှာလည်းပဲနိဗ္ဗာန်သဘောပေါ်သွားတယ်ပေါ့နော်နိဗ္ဗာန်သဘောပေါ်တယ်ဘုန်းကြီးတို့တွေမှာကြည်လိုက်ပေါ့မြင်နေစေတဲ့နေရာမှာ၃ခုကြားရဲဆိုတဲ့နေရာမှာ၃ခုအနမ်းရရင်လည်း၃ခုအရာသာတွေ့တယ်ဆိုရင်လည်း၃ခုအထီးတွေ့ဆိုရင်လည်း၃ခုပဲဒီတရား၃ခုဖြစ်နေတာပဲနော်အဲ့ဒါတွေတခုမှမရှိတော့ဘူးဆိုရင်ပတ်သွားကြိုင်
နော်မျက်စိနာနာလျာကာယမနမရှိဘူးမျက်စိနာနာလျာကာယမရှိသည့်အတွက်ကြောင့်မျက်စိမှာလာထင်ရတဲ့အစင်းနားမှာလာကြားရတဲ့အသံဆိုတာတွေလည်းမရှိဘူးစိတ်လည်းမရှိဘူးဆိုရင်အဲ့ဒီနေရာမှာမင်းဘာသွားလုပ်မလဲဘာသွားချုပ်ကိုင်နေမလဲလို့ပြောတော့မနတ်ကြီးကမလျှော့ဘူးသူကဘာပြန်ပြောတော့ဆိုရှံဝရန္တိမမယိတံတိရှေဝရန္တိမမန္တိစဣထစေတေမနောအဋ္ဌိနမေတဝနာမောက္ခတိလူတွေကပြောကြတယ်ငါဟာလို့ပြောကြတယ်ငါလို့ပြောကြတယ်ငါဟာနဲ့ငါနော်ငါဟာနဲ့ငါဆိုတာမပြတ်သေးသမျှသူ့လက်ကမလွတ်ပါဘူးဟုတ်တယ်တမန်ပုဂ္ဂိုလ်တွေကတော့ငါလည်းရှိတယ်ငါဟာလည်းရှိတယ်အဲ့ဒီလိုငါနဲ့ငါဟာသဘာဝတရားကိုငါနဲ့ငါဟာဆိုတဲ့အတွေးတွေရှိနေသေးသမျှကာလပတ်လုံးသူ့လက်ကမလွတ်ဘူးလို့ပြောတော့မြတ်စွာဘုရားဘာတုံ့ပြန်လို့ဆိုတော့ရှံဝတ္တန္တိနတ္တံမရှံအေးပစ္စည်းဥစ္စာကိုလူတွေကငါဟာလို့ပြောကြတယ်အဲ့ဒီငါပိုင်နာဆိုမရှိဘူးအာမရှေဝရန္တိနတ္တေဟံသူတို့ပြောနေကြတဲ့ငါဆိုတာလည်းမရှိဘူးငါမရှိရင်ငါဟာလည်းမရှိဘူးဘာသာရှိတယ်ဆိုရင်သဘာဝတရားတက်တက်ပဲရှိတယ်လေနော်မျက်စိကမျက်စိပဲသဘာဝတရားပဲမျက်စိထဲမှာထင်လာတဲ့အစင်းဟာအစင်းပဲသဘာဝတရားရုပ်တရားတက်တက်ပဲဖြစ်တယ်နှစ်ခုပေါင်းစုံလို့ပေါ်လာတဲ့စိတ်ဟာနတ်တရားတက်တက်ပဲဖြစ်တယ်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာမရှိဘူးဧဝံသနာဟိပါပိမနမခံပိတက္ခတိအဲ့တော့ငါမှာတဲ့ငါလို့ပြောတာလည်းမရှိဘူးငါဟာလို့ပြောတာလည်းငါမှမရှိဘူးဒီဆွဲလန်းနေငါမှမရှိဘူးဒါကြောင့်မလို့မင်းငါပယ်သွားတယ်ဆိုတာတော့မင်းငါသွားတဲ့လမ်းကြောင်းကိုရှာတွေ့မှာမဟုတ်ဘူးငါသွားတဲ့လမ်းတောင်ရှာတွေ့မှာမဟုတ်ဟုတ်တယ်ဘုရားဗဒမြတ်စွာဘုရားဟောတဲ့တရားအရာကြတော့ရှန္ဒပုဂ္ဂိုလ်တစ်ပါးသုတိစိတ်ကြပြိဋိဘံစံသွားပြီဆိုရင်31ပုံနဲ့မှလိုက်ရှာကြည့်ဘယ်နေရာမှပေါ်မလာတော့ရှာတွေ့မှာမဟုတ်တော့နိဗ္ဗာန်ဆိုတာအဲ့လိုရှာတွေ့ဖို့မရှိတော့တယ်ဟာအဲ့တော့ဘာနဲ့ဥပမာတူတော့ဆိုရင်ကိုရှိမှထွန်းထားတဲ့ဖျောင်းနိုင်မီးလေးဖျောင်းနိုင်မီးလေးမီးတောက်ကလေးရှိတယ်အဲ့ဒီမီးတောက်လေးကိုညှိမ့်လိုက်တယ်ညှိမ့်လိုက်တဲ့အခါလိုက်ပြီးတော့သေးသေးချာချာကြည့်မီးတောက်လေးငြိမ့်သွားပြီအဲ့ဒီငြိမ့်သွားတဲ့မီးတောက်လေးဟာဘယ်ရောက်သွားလဲရှာဘယ်မှာရောက်သွားလဲလို့ပြောရင်ငြိမ့်သွားတယ်လို့ပဲပြောစရာမရှိတော့တယ်နော်ဖယ်ရောက်သွားတယ်လို့ပြောလို့မှမရတာငြိမ့်သွားတယ်လေဒီနာမီးတောက်ကိုဒီနာပဲငြိမ့်သွားတာပဲဖယ်ရောက်သွားတယ်ဆိုတာမရှိဘူးအဲ့လိုပဲတန်တရားတွေကထွက်သွားတယ်တရားဓုတရားမြတ်ရပြီကိလေသာကုန်လို့ကံရအလုံးမဖြစ်လို့ဒီဘဝဒီခန္ဓာကြီးဆုံးသက်လိုက်တာနဲ့တပြိုင်တည်းမိတော့ငြိမ်းသွားသလိုဖယ်ရောက်သွားတယ်ဆိုတာရှာလို့မရဘူးရှာမရလို့နာမည်တက်เสียလည်းမရှိတော့နာမည်တက်တယ်ဆိုတာခန္ဓာရှိလို့တက်တာလေရှုပ်ရှိလို့ခန္ဓာတက်လို့ရတယ်နာမ်ရှိလို့ခန္ဓာတက်လို့ရတယ်အမိတက်လို့ရတယ်ပေါ့ဘာမှမရှိတဲ့ငြိမ်းသွားတဲ့ခုနမိတော့လေးကိုလိုက်ပြီးတော့အမိပေးလို့ရအောင်မလားမရဘူးပြောခြင်းငြိမ်းသွားပြီလို့ပဲပြောရမှာအဲ့တော့နိဗ္ဗာန်ဆိုတာအဲ့ဒီသဘောပဲလို့မြတ်စွာဘုရားဒီလိုဟောကြားလို့ရင်ဖြစ်တယ်ဒါကကတ္တကသုတ်တံမှာဆိုထားတဲ့မြတ်စွာဘုရားနဲ့မနတ်တို့ရဲ့မနတ်ရဲ့ပြောဆိုခြင်းနဲ့မြတ်စွာဘုရားရဲ့တုံ့ပြန်မှုဒီသုတ်တံရဲ့အနှစ်ချုပ်ကိုသိမယ်ဆိုရင်နိဗ္ဗာန်ရဲ့သဘောကိုနားလည်သွားပြီနော်နှစ်ချုပ်ကိုသိမယ်ဆိုရင်ဘုန်းကြီးတို့တွေငါလို့ပြောတာဘာကိုပြောနေလဲငါဟာလို့ပြောတာရောဘာကိုပြောနေလဲ
ငါလို့ပြောနေတာဒီခန္ဓာကိုပြောနေတာငါဟာလို့ပြောနေတာဒီခန္ဓာကိုပဲပြောနေတယ်တကယ်တော့ငါရှိလားလို့ဆိုလိုက်ကြည့်လိုက်တဲ့အခါမှာသူ့နာမည်နဲ့သူဒါကယုတ်ဒါနာငါလို့ပြောစရာတခုမှမရှိဘူးလေဒီပြင်ဟာအသာထားတစ်ပင်လို့ပြောတဲ့စကားဟာအမှန်လားတစ်ပင်ကိုရှာပြစမ်းပါကိုရှာကြည့်လိုက်တစ်ပင်ဘယ်ဟာတစ်ပင်လဲဆိုတာရှာကြည့်ရှာလိုက်လို့ရှိရင်တွေ့မှာဗါရိတွေ့မလို့တစ်မြစ်တွေ့မယ်တစ်တုံးတွေ့မယ်အခွန်ခေါက်တွေ့မယ်အကိုင်းတွေ့မယ်အရွက်တွေ့မယ်အပွင့်တွေ့မယ်အသီးတွေ့မယ်အဲ့ဒါတွေသာကုံသွားရတစ်ပင်ဘယ်ဟာတော့လို့ဆိုရင်ဖြေထုတ်နိုင်ပါမလားမထုတ်နိုင်ဒါတွေပေါင်းပြီးတော့အကုန်လုံးကိုစုပြီးတော့တစ်ပင်လို့ခေါ်တာအဲ့တော့တစ်ပင်လို့ခေါ်တာဟာအပေါင်းကိုစုပြီးတော့အထင်အမြင်နဲ့ပြောတဲ့စကားသာဖြစ်တယ်အဲ့ဒါလို့ပဲယုတ်တိနန္ဒီဆိုတာယုတ်တိနန္ဒီကိုအကြောင်းပြုပြီးတော့ငါလို့ပြောတာဖြစ်တယ်ဘယ်ဟာငါတော့ကိုယ်ခန္ဓာကိုကြည့်လိုက်မယ်ဆိုရင်မျက်စိကငါလားနှာခေါင်းကငါလားနားကငါလားနှာခေါင်းကငါလားလျှာကငါလားနော်ခန္ဓာကာယကငါလားစိတ်ကငါလားဆိုဘယ်ဟာမှငါဆိုတာမရှိဘူးအလုံးစုပေါင်းတတ်လို့အထင်အမြင်နဲ့ပြောရတာဖြစ်တယ်တကယ်ငါဆိုတာတကယ်ရှာတော့မတွေ့တော့အဲ့ဒါကိုပြောတာယံဝရန္တိနတ္တမရှံယေဝရန္တိနတ္တိအဟံရှုံဏတရားဟာငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးအဲ့ဒါလို့သိသွားတဲ့ပုဂ္ဂိုလ်ဟာဒုက္ခဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီဒုက္ခဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်ရဲ့သွားရလမ်းကြောင်းဘယ်ရောက်သွားတဲ့ဆိုတာကိုလိုက်ရှာလို့မရဘူးပြီးတော့ကလေးငြိမ့်သွားရင်လိုက်ရှာလို့မရသလိုငြိမ့်သွားတယ်လို့ပဲပြောရတယ်ဒါကြောင့်မို့ယဟန္တာတွေပြိဋိဘဆန်တဲ့အခါပြိဋိဘုတော့ငြိမ့်သွားပြီလို့ဒီလိုပြောတာပြိဋိဘာယိငြိမ့်သွားပြီဘာတွေငြိမ့်တာတော့ဆိုပထမကိလေသာတွေကံနေငြိမ့်တယ်ဒုတိယကခန္ဓာငြိမ့်တယ်အဲ့ဒီငြိမ့်သွားတာနှစ်ခုကိုပဲနိဗ္ဗာန်လို့ပြောတာအဲ့တော့စဉ်းစားကြည့်ရမှာငြိမ့်တာကောင်းလားမငြိမ့်တာကောင်းလားအဲ့ဒီနေရာမှာအဖြေနှစ်ခုထွက်လာလိမ့်မယ်ဘဝတဏှာဆိုတာဖြစ်ချင်းနေတဲ့တဏှာရှိနေတဲ့ပုဂ္ဂိုလ်တွေကတော့ငြိမ့်သွားတာမကြိုက်ဘူးဖြစ်ချင်းတယ်ဒီနေရာငြိမ့်ဝင်နောက်တနေရာဖြစ်ချင်းတယ်တော့အဲ့ဒါဘဝတဏှာလို့ခေါ်တယ်ဖြစ်ချင်းတယ်ဆက်ပြီးဖြစ်ချင်းတခြားဘာသာတွေမှာလည်းပဲသူတို့ကအဖြစ်နဲ့ရထားတာလေဘုရားဘာသာလို့ငြိမ့်သွားတာပြောတာမဟုတ်ဘူးနောက်ဆုံးမှာဘုရားသခင်ကခေါ်တော်မူလို့ရှိရင်ဘုရားသခင်နဲ့အတူတကွမဟုတ်မနာမသိနေရမယ်ဆိုပြောစရာကြီးပေါ့သူနေရမယ်ပဲတွေ့တာလေဘုရားသခင်နဲ့အတူကောင်းကင်ဘုံမှာအဲ့ဒါတတ္တဝါဒလို့ခေါ်တယ်ထာဝရရှိနေတာကိုကြိုက်နေတယ်အဲ့ဒါကိုဘဝတဏှာလို့ပြောတာအဲ့တော့ဝိဘဝတဏှာဆိုတာမဖြစ်တော့တာကိုလိုချင်တာမဖြစ်တော့တာလို့ဆိုတဲ့နေရာမှာဒီတရားကျင့်ပြီးတော့နိဗ္ဗာန်လိုချင်တာကိုတော့ဘဝတဏှာဝိဘဝတဏှာလို့မခေါ်ဘူးသူကဝိဘဝတဏှာဆိုတာမဖြစ်တာကိုပဲကြိုက်တဲ့ပုဂ္ဂိုလ်ကဝိဘဝတဏှာတရားဓမ္မကျင့်ကြံကြုတ်ကိုအထုတ်လို့အကြောင်းတွေငြိမ်းသွားလို့အကျိုးမလာတော့တာတဏှာရဲ့အာယုံမဖြစ်ဘူးအဲ့ဒါကြတော့တဏှာရဲ့အာယုံမဖြစ်လို့အကြောင်းကုန်လို့အကျိုးငြိမ်းသွားတာတွေကဒါနိဗ္ဗာန်လို့ခေါ်တယ်အဲ့တော့ရှိနေခြင်းနဲ့မရှိနေခြင်းဘာကွာလဲဆိုဘုရားရဲ့တရားတော်ဆုံးမရလို့ရှိနေသမျှကာလပတ်လုံးဖြစ်နေသမျှကာလပတ်လုံးသိရမယ်သိခြင်းမှပဲဆုံးတတ်မယ်မဖြစ်တော့မှသိခြင်းရမယ်ဖြစ်တာရှိရင်သိခြင်းမှပဲမွေးရင်သိမှာပဲနော်အဲ့ဒါလို့ဆိုတော့သေတာကိုမကြိုက်ရင်မဖြစ်တာကိုကြိုက်ရမှာ
သူတို့ဆိုလို့တယ်ပေါ့နော်အဲ့တော့ဖြစ်တာကိုကြိုက်နေသေးသမျှသိခြင်းကိုကြိုက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့လိုဆိုလို့တယ်ပေါ့နော်ဒါကြောင့်မို့ဒီအားကတမန်စဉ်းစားလို့ကတော့တမန်ပုဂ္ဂိုလ်တွေအနေနဲ့ကတော့ဘဝကိုငြိမ်းသွားတာကိုကြိုက်မှာမဟုတ်ဘူးဖြစ်ချင်နေတဲ့တဏှာရှိသည့်အတွက်ကြောင့်မကြိုက်ဘူးသို့တော့ဒုက္ခတွေကြုံတွေ့လာပြီဆိုတဲ့အခါကြလို့ရှိရင်တော့မဖြစ်တာကိုကြိုက်လာပြန်တယ်လူရဲ့သဘောနော်ဝတ္တဟင်းကြီးစားပြန်တော့ချမောက်ဟင်းလေးစားကျင်လာတယ်ဒါလူသဘာဝပဲအဲ့တော့ဝိပဿနာတရားအထုတ်တာဖြစ်နေခြင်းရဲ့အပြစ်တွေကိုသိပြီးတော့မဖြစ်ခြင်းရဲ့အကျိုးကျေးဇူးကိုမြင်အောင် meditation လုပ်တာအဲ့ကြောင့်လက်ခံလာနိုင်မှာနော်ဖြစ်နေခြင်းရဲ့အပြစ်တွေကိုတွေ့လာတယ်မဖြစ်ခြင်းရဲ့အကျိုးတွေ့လာအဲ့ကြတော့နိဗ္ဗာန်ကိုလက်ခံမှာဖြစ်တယ်ဒါကြောင့်ဝိပဿနာကျင့်စဉ်ကိုကျင့်ဖို့မြတ်စွာဘုရားဟောတာဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မာနတုမြတ်ဗုဒ္ဓရဲ့တုတ်ပြန်ချက်များမှာဒီတုတ်တံမှာနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ဟောကြားတာဖြစ်လို့ဘုရားဘာသာတို့ရဲ့လမ်းဆုံးပန်းတိုင်မြတ်စွာဘုရားရဲ့ဟောကြားတဲ့လမ်းဆုံးပန်းတိုင်ဆိုတာခန္ဓာလို့ခေါ်တဲ့ဒုက္ခအဆုံးသတ်ခြင်းသာလျှင်ဖြစ်တယ်ဆိုတာကိုယ်စီသိရှိနားလည်ပြီးတော့ဒုက္ခတွေဆုံးသတ်ဖို့အတွက်ကိရိတာကိုချုပ်ငြိမ်းအောင်ကျင့်ကြံကြုတ်ကုတ်အာထုတ်ကြရမှာဖြစ်တယ်လို့တတိရှိပြီးကျင့်ကြံကြုတ်ကုတ်ပွားများအာထုတ်တော်မူနိုင်ကြပါစေကုန်သတည်း